အားလုံးမင်္ဂလာပါရှင်ဝေအကယ်ဒမီမှပြန်လည်ကြိုဆိုလိုက်ပါရှင် Hello everyone I'm back ကျမလေးဒီဗီဒီယိုတွေမလုပ်ဖြစ်တာပေါ့နော်နည်းနည်းကြာသွားပြီ2လကျော်လောက်ဖြစ်သွားတယ်ပေါ့နော်ဘာကြောင့်ကျမဒီဗီဒီယိုတွေရိုက်ကူးတာကိုခဏ pause လုပ်ထားလဲဆိုရင်ကျမမှာပြောစရာတွေမရှိတော့လို့လည်းမဟုတ်ပါဘူးဒီ channel ကိုပေါ့နော် give back လုပ်လိုက်တာလည်းမဟုတ်ဘူးကျမတခြားလုပ်ငန်းတစ်ခုပေါ့နော်ကိုယ်နဲ့အစိမ်းဖြစ်တဲ့လုပ်ငန်းအသစ်ပေါ့နော်အဲ့လုပ်ငန်းနဲ့ပတ်သက်တာတွေကိုကျမလေ့လာတယ်သင်ယူတယ်ပေါ့နော်ပြီးတော့စပြီးတော့လုပ်တယ်အခုတော့အဲ့ဒါလေးကပေါ့နော်တော်တော်လေးလဲကျမလုပ်ငန်းသဘောတဘာဝလည်းနားလည်သွားတယ် milestone လည်းချနိုင်ခဲ့တယ်ဒါကြောင့်မို့ပေါ့နော်ကျမဒီဗီဒီယိုရိုက်ကူးရေးနဲ့ဒီဘက် Way Academy channel ပေါ့နော်ကျမပြန်ပြီးတော့ restart ပြန်လုပ်တာဖြစ်ပါတယ်ကျမကိုမသိသေးတဲ့သူတွေကိုတော့ပြန်ပြီးတော့မိတ်ဆက်ပေးချင်ပါတယ်ကျမနာမည်ကခင်စန်းဝေပါကျမဒီ Way Academy channel လေးပေါ့နော်စပြီးတော့လုပ်တဲ့အချိန်ကစပြီးတော့ပေါ့နော်ကျမဘာကိုရည်ရွယ်တာလဲဆိုတော့ဒီလုပ်ငန်းခွင်မှာစပြီးတော့ပေါ့နော်လုပ်မဲ့သူတွေလုပ်ငန်းခွင်နဲ့ရောက်နေတဲ့သူတွေအတွက်ပေါ့လိုအပ်မဲ့skill တွေ mindset တွေနဲ့ပတ်သက်တာလေးတွေကိုကျမဝေမျှပေးခြင်းတဲ့အတွက်ကြောင့်မို့ကျမဒီ channel လေးကိုစပြီးတော့လုပ်ခြင်းဖြစ်ပါတယ်ကျမရဲ့အတွေ့အကြုံတွေကျမလေ့လာတဲ့အသိပညာတွေပေါ်မူတည်ပြီးတော့ပေါ့နော်ဟိုပတ်ဝန်းကျင်သူတွေကိုအထောက်အကူဖြစ်စေဘို့အတွက်ပေါ့နော်ရည်ရွယ်ပြီးတော့ကျမဝေမျှနေခြင်းဖြစ်ပါတယ်ကျမခုနပြောသလိုပေါ့နော်ကျမရဲ့ဒီရိုက်ကူးရေးတွေခဏရက်ထရပြီးတော့ကျမတခြားအလုပ်ငန်းတစ်ခုပေါ့နော်ကိုအတွက်အသစ်လုပ်ငန်းအသစ်တစ်ခုကိုသွားပြီးတော့လေ့လာတဲ့သင်ယူတယ်စတင်လုပ်ကြည့်တယ်အဲ့လိုမျိုးလုပ်တဲ့လုပ်ငန်းစဉ်မှာပေါ့နော်ကျမလေ့လာသင်ယူခဲ့ရတဲ့တရားနေပြီးပေါ့နော်အချက်3ခုကိုကျမဒီဗီဒီယိုမှာဝေမျှပေးခြင်းပါတယ်ဒီအချက်3ချက်ဆိုရင်ဒါအားလုံးအတွက်လည်းကြိုးရှိမယ်လို့မျှော်လင့်တဲ့အတွက်ကြောင့်မို့ယုံကြည်ရဲ့အတွက်ကြောင့်မို့ကျမဒီဗီဒီယိုကနေပြီးတော့ sharing လုပ်ပေးခြင်းဖြစ်ပါတယ်နံပါတ်1ကတော့ clarity ပေါ့ကျမတို့လေဘာလို့ကိုပဲလုပ်လို့ကိုယ့်ရဲ့စိတ်မှာရှင်းနေဖို့လိုတယ်စိတ်ရှင်းနေမှလည်းကျမတို့ဆက်ပြီးတော့လုပ်လို့ရပါတော့အဲ့တော့ဒီလုပ်ကိုလုပ်ရတဲ့အကြောင်းရင်းမှာငါကဘာကြောင့်လုပ်တယ်ပေါ့နော်အဲ့တော့ရှင်းလင်းပြတ်သားနေဖို့လိုတယ်သူများကနေပြီးတော့ပြောလို့လုပ်တာလည်းမဟုတ်ဘူးကိုမလုပ်ချင်နဲ့သွားလုပ်တာလည်းမဟုတ်ဘူးကိုယ်တိုင်းမှာကိုယ့်ရဲ့စိတ်မှာရှင်းလင်းပြတ်သားမှုရှိရင်ငါဒါကိုလုပ်တယ်ဘာကြောင့်လုပ်တယ်ပေါ့နော်ငါအတွက်ဘယ်လိုအကျိုးရှိလို့လုပ်တယ်ဘယ်သူအတွက်ပေါ့နော်အကျိုးရှိလို့လုပ်တယ်စသဖြင့်ပေါ့နော်ကျမတို့မှာစိတ်မှာရှင်းလင်းနေဖို့လိုတယ်စိတ်ရှင်းလင်းနဲ့မှလည်းကျမတို့လုပ်ရတာစင်ပြေမယ်ပျော်ရွှင်မယ်ပြီးတော့တကယ်အောင်မြင်အောင်လို့ပေါ့နော်နောက်ဆုံးအောင်မြင်တဲ့အထိလုပ်နိုင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီချက်ကအရေးကြီးဆုံးပဲပေါ့နော်စိတ်ထဲမှာရှင်းလင်းပြတ်သားနေမယ်ဆိုရင်ကျမတို့မှာလှုပ်ဆောင်ဖို့အတွက်ပေါ့နော်ခွန်အားတွေရရှိမှာဖြစ်တယ်နံပါတ်2အနေနဲ့ပေါ့နော်ကျမဘာlesson လမ်းရလဲဆိုရင် focus အရေးကြီးရပေါ့နော်အဲ့တော့အာယုံစူးစိုက်မှုပေါ့နော်ဟုတ်ပြီကိုယ်စိတ်ထဲမှာရှင်းလင်းနေငါဘာကြောင့်ဒီလုပ်ကိုလုပ်တာလဲကိုကလုပ်ရခြင်းရည်ရွယ်ချက်ပေါ့နော်ရှိတယ်ကိုယ်စိတ်မှာရှင်းနေပြီဆိုရင်နံပါတ်2ကတော့စူးစူးနေပေါ့နော်အာယုံစူးစိုက်ပြီးတော့လုပ်ဖို့လိုအပ်တယ်အဲ့တော့ကျမတို့ပါဠိစာပေမှာဆိုရင်ဒါဗုဒ္ဓရဲ့တရားတော်တွေမှာဆိုရင်လည်းပါတယ်ပေါ့နော်တမာတိပေါ့နော်တမာတိဆိုတာဆိုရင်ကျမတို့ဘာသာပြတ်မယ်ဆိုရင်တော့တည်ငြိမ်တာပေါ့နော်စိတ်တည်ငြိမ်မှုလို့ပြောလို့ရမယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးတစ်ခုခုပေါ်မှာပေါ့နော်အာယုံစူးစိုက်ပြီးတည်ငြိမ်နဲ့အာယုံကိုအားလုံးကိုစူးစိုက်ထားမယ်ဆိုရင်ကျမတို့အဓိပတိပေါ့နော်တက်ထားမယ်ဆိုရင်ကျမတို့မဖြစ်စရာအကြောင်းမရှိဘူးပေါ့နော်အဲ့တော့ဒီ focus ကလည်းအရေးကြီးရပေါ့နော်ဟိုငငယ်တော့လေ့လာခဲ့တဲ့ဟာလေးရှိရလေကျမတို့နေရောင်ကြီးကကြလာတဲ့ဟာကဒီတိုင်းပဲနေရောင်ကြီးကနေပြီးတော့ဒီလိုအလင်းရောင်နေကြလာဆိုကျမတို့ပုံမှန်တိုင်းဆိုရင်ပေါ့နော်ဘာမှတူတူကြကြမရှိဘူးပေါ့နော်ဒါပေမဲ့ကျမတို့အဲ့ဒီကြလာတဲ့နေရောင်ကြီးကိုဒီလိုဖန်ပြားလေးလာကျမတို့အဲ့ဒါလေးငငယ်တော့စမ်းတက်ဖို့တယ်လေအဲ့လိုမျိုးလေးနေရောင်ကြီးကိုကြားတဲ့နေရောင်ကြီးမှာဒီလိုဖန်ပြားလေးထားလိုက်မယ်ဆိုရင်ပေါ့နော်အဲ့ဒီနေရာလေးကရှမ်းပူတယ်ပေါ့နော်အဲ့ဒီနေရောင်ဓာတ်ရိုက်ကြတဲ့နေရာကမီးလိုမျိုးပူတယ်ပေါ့နော်အဲ့တော့ဒါဘာကိုပြောတာလဲဆိုရင်ကျမတို့ focus ကအရေးကြီးတယ်ဆိုတာကိုမြင်တာတယ်ပေါ့နော်အဲ့တော့တစ်ခုနေရာမှာကျမတို့တစ်ခုမှာအာယုံစူးစိုက်ပြီးတော့လှုပ်ဆောင်မှုကအရေးကြီးတယ်အဲ့တော့အာယုံတွေပြန့်လွင့်နေမယ်စိတ်
တက်တည်ငြိမ်မှုမရှိဘူးစူးစိုက်မှုမရှိဘူးဆိုရင်အောင်မြင်ဖို့ကမလွယ်ဘူးပေါ့နော်အဲ့တော့ခုဆိုရင်ကျမတို့ဒါနှစ်သစ်ပေါ့နော်2026ခုနှစ်ကိုရောက်ပြီအဲ့တော့ကျမတို့ကစိတ်တွေပြန်လွင်ပြီးဟိုကဖြစ်ချင်းတရားဖြစ်ချင်းဟိုကလောက်ရမလို့တရားလောက်ရမလို့အဲ့လိုပေါ့နော်ဖြစ်နေတယ်ဆိုရင်ကျမတို့လုပ်ချင်တဲ့အရာတွေဖြစ်မြောက်လုပ်နိုင်ဖို့ကမလွယ်ဘူးပေါ့နော်အဲ့တော့ကိုဘာဖြစ်ချင်တာလဲကိုဖြစ်ချင်တဲ့အရာပေါ်မှာအာယုံစူးစိုက်ထားဖို့လိုအပ်တယ်စိတ်ထဲမှာလည်းရှင်းလင်းနေပြီး clarity ရှင်းလင်းပြတ်သားမှုရှိတယ်အာယုံလည်းစူးစိုက်ထားရဲဆိုရင်နောက်တစ်ချက်ဘာလို့သေးလဲဆိုရင်ကျမတို့ consistency ပေါ့နော် design မှန်ဆွဲမြဲမြဲလုပ်ဖို့ကလည်းအရေးကြီးတယ်အခုလုပ်တယ်အခုစိတ်ထဲမှာ motivation ဖြစ်တယ်ရှိတော့လုပ်တယ်ပေါ့နော် motivation တွေပြည့်နေလုပ်တယ်ပြီးတော့တခုခုကြောင့်စိတ်တွေကကြာသွားမယ် motivation ဆိုတာပေါ့နော်ဘယ်ပုံမှာ motivate လဲဆို emotion ပေါ်မှာ motivate တယ် it depends on emotion ပေါ့နော်ကျမတို့ emotion ကဆိုတာလည်း up and down ရှိရပေါ့နော် emotion တက်တဲ့ချိန်ရှိရကျတဲ့ချိန်ရှိရအဲ့တော့ motivation ဆိုတဲ့အရာဒီ emotion ပေါ်မှာ motivate ရဲ့အတွက်ကြောင့်မို့ तू ကမငြိမ်ဘူး तू ကတက်လိုက်ကြလိုက်ပေါ်လိုက်ပြောက်လိုက်ပေါ့နော်အဲ့လိုမျိုးဖြစ်နေနိုင်တယ်အဲ့တော့အဲ့လိုမျိုးဖြစ်နေတယ်ဆိုတော့ကိုက motivation ရှိနေတဲ့အချိန်ကျရင်လှုပ်လိုက်တယ်နောက်နေ့ကျတော့ motivation မရှိတော့မလှုပ်တော့အဲ့တော့ဘာဖြစ်လဲဆို consistency မရှိဘူးဒီလုပ်ကိုလုပ်လိုက်မလုပ်လိုက်လုပ်လိုက်မလုပ်လိုက်ဖြစ်တယ်အဲ့တော့ consistency မရှိရင်လည်းအောင်မြင်ဖို့မလွယ်ဘူးပေါ့နော်ကိုဖြစ်ချင်တဲ့အရာဖြစ်ဖို့မလွယ်ဘူးအဲ့တော့ဒီ consistency ကလည်းအရေးကြီးကြောင်းကိုဒါလက်တွေ့သိရတယ်ကျွန်မရရှိခဲ့တယ်ပေါ့၃ချက်ပေါ့နော်ဒါလေးကိုကျွန်မဒီဗီဒီယိုမှာဝေမျှပေးခြင်းဖြစ်ပါတယ်အဲ့တော့ပြန်ပြီးတော့ကျွန်မအနှစ်ချုပ်ရမယ်ဆိုရင်เนาะကျွန်မတို့ကဘယ်လုပ်လို့clarity ဆိုတဲ့ရှင်းလင်းနေဖို့လိုတယ်နောက်တစ်ခုကတော့ဒုတိယအချက်ကတော့ကျမတို့ကိုလှုပ်တဲ့အရာပေါ်မှာအာယုံစူးစိုက်ပြီးတော့တမာတိအားကောင်းနဲ့လှုပ်ဖို့လိုအပ်တယ်နံပါတ်3အချက်ကတော့အဲ့ဒီအရာကိုဆွဲမြဲဒီဇိုင်းမှန်နဲ့လှုပ်ဆောင်ဖို့လိုအပ်တယ်အဲ့တော့ဒီကျမရရှိခဲ့တဲ့ဒီ3ခုပေါ့နော်အခုကျမရဲ့ဗီဒီယိုနားထောင်နေတဲ့သူတွေလည်းပေါ့နော်လိုက်ပြီးတော့ဒီလိုမျိုးလှုပ်ဆောင်မယ်ဆိုရင်လည်းအကျိုးရှိမယ်ဆိုတာလည်းကျွန်မယုံကြည်ပါတယ်အခုနှစ်သက်မှာပေါ့နော်ကို့မှာဘလို့ကိုးတွေရှိလဲကို့မှာဘလို့ပန်းတိုင်တွေကိုချမှတ်ထားလဲပေါ့ကိုဖြစ်ချင်တဲ့အရာတွေကိုဖြစ်အောင်လှုပ်ဆောင်တဲ့နေရာမှာပေါ့နော်ဒီ3ချက်ကိုနဲ့ပေါ့နော်လုပ်မယ်ဆိုရင်ဒါမအောင်မြင်စရာအကြောင်းမရှိဘူးပေါ့နော်အဲ့တော့နှစ်ကုန်တဲ့ခါကျရင်ကိုချမှတ်ထားတဲ့ဘန်တိုင်းကိုရဲ့ရည်မှန်းချက်တွေအောင်မြင်ပေါက်မြောက်မှာတေချာပဲဖြစ်တယ်ဝေအကယ်ဒမီကနေပေါ့နော်နောက်ဘာတွေဆက်ပြီးတော့ပေါ့နော်လုပ်မလဲဆိုတာလေးကိုလည်းတခါတည်းကျွန်မပြောပြချင်ပါတယ်အဲ့တော့ကျွန်မရဲ့ channel ကဆိုရင်ပေါ့နော်အစမှာပြောခဲ့တယ်လို့ပဲပေါ့နော်အဓိက mindset နဲ့ skill set ပေါ့နော်အဲ့တော့လူတစ်ယောက်မှာသူ့ရဲ့အလုပ်ငန်းခွင်မှာဖြစ်ဖြစ်သူ့ရဲ့ဘဝမှာပဲဖြစ်ဖြစ်ပေါ့လက်တွေ့ဘဝမှာပဲဖြစ်ဖြစ်ပေါ့နော်သူ့ဘဝသူ့ရဲ့အလုပ်အောင်မြင်မှုအတွက်ဆိုရင်ကျမတို့အဓိကကတော့ mindset နဲ့ skill set လိုအပ်တယ်ပေါ့နော်အဲ့တော့ mindset ဆိုတဲ့နေရာမှာကျမတို့ရဲ့စိတ်နေစိတ်ထားပေါ့နော်စိတ်နေစိတ်ထားမှန်ကန်ဖို့ကလည်းလိုအပ်တယ်အဲ့တော့အဲ့လိုမျိုးစိတ်နေစိတ်ထားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်းကျမရဲ့ဒီ channel ကနေပြီးတော့ဆက်ပြီးတော့ဝေမျှသွားမှာဖြစ်တယ်နောက်တစ်ချက်ပေါ့နော် skill set ပေါ့နော်လူကဟုတ်ပြီစိတ်နေစိတ်ထားကတော့မှန်ကန်တဲ့စိတ်နေစိတ်ထားဖြစ်နေပြီးဒါပေမဲ့ကို့မှာလိုအပ်တဲ့ skill တွေလည်းဖြည့်ဆည်းဖို့လိုအပ်တယ်အဲ့တော့ကိုယ့်ရဲ့ဘဝမှာကိုယ့်ရဲ့အလုပ်မှာအောင်မြင်ဖို့အတွက်ကိုဖြစ်ချင်တဲ့အရာတွေဖြစ်ဖို့အတွက်ကိုရောက်ချင်တဲ့ပန်းတိုင်တွေရောက်ဖို့အတွက်ဆိုရင်လည်းကျမတို့ skill တွေပေါ့နော်ဒီလိုအပ်တဲ့ practical skill တွေလည်းဖြည့်နေဖို့လိုအပ်တယ်အဲ့တော့ကျမတို့ဒီ channel ကနေပြီးပေါ့နော်ကိုယ့်ရဲ့ personal professional development ဖြစ်ဖို့အတွက်ပေါ့နော်လိုအပ်တဲ့ skill တွေကိုလည်းဆက်ပြီးတော့ဝေမျှသွားမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ကျမရဲ့ channel ကိုလည်းပေါ့နော် subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်အစီအစဉ်တစ်တွေလည်းကျမဆက်ပြီးတော့လုပ်ဖို့လည်းရည်ရွယ်ထားပါတယ်ဒါကြောင့်မို့ကျမရဲ့ channel ကိုလည်းစောင့်မျှော်ကြည့်ရှုပေးပါဒီဗီဒီယိုကအကျိုးရှိတယ်ဆိုရင်လည်း like လုပ်ပေးခဲ့ပါပြီးတော့ကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေစီကိုလည်း share ပေးပါဒီဗီဒီယိုလေးကို share ခြင်းဖြစ်ပေါ့နော်ကိုယ့်အတွက်လည်းအကျိုးရှိသူတို့အတွက်လည်းအကျိုးရှိအောင်ကူညီပေးဖို့လည်းတောင်းဆိုချင်ပါတယ်ဗီဒီယိုကိုဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်။တာယာချက်မြင့်ရဲ့နေ့ရက်တွေကိုပိုင်ဆိုင်ကြပါစေ။